မင်္ဂလာပါအမရောဒီနေ့ဖိုက်စီရာသီဖွားလေးတွေရဲ့ဇယိုက်တဘာဝတွေအမပြပေးသွားမှာဖြစ်ပါတယ်ဖိုက်စီရာသီဖွားလေးတွေက February 19ကနေပြီးတော့ March 20ဒီဂျာကာလာအတွင်းမွေးဖွားတဲ့သူလေးတွေကိုဖိုက်စီရာသီဖွားမိန်ရာသီဖွားလေးလို့ခေါ်ပါတယ်တတဘာဝအဖြစ်တော့အဘောတက်ရေတက်ဖြစ်ပါတယ်မိန်ရာသီပွားတွေကရာသီ12ပါးမှာချမ်းသာဒုက္ခနဲ့ပြေဝတဲ့သူတွေဖြစ်တတ်ကြတယ်။ဇင်းလက္ခဏာ2မျိုးကိုပြိုင်နေတဲ့ပိုင်ဆိုင်ထားတဲ့ရာသီကွန်လေးဖြစ်ပါတယ်။အလွန်သနာကျင်နာတတ်တယ်သူတို့ကရိုးသားကြတယ်အေးဆေးကြတယ်တည်ငြိမ်ကြတယ်ပေါ့နော်။အဆက်ကြောက်ကြီးရဲ့အခွင့်အာဏာပကသနာတွေကိုမမတ်မောပဲနဲ့လွတ်လပ်ပေါ်ပါစွာနေထိုင်လို့တတ်ကြတယ်အယုံလွယ်တတ်ကြတဲ့ရာသီကွန်လေးတွေလည်းဖြစ်ပါတယ်။သူတစ်ပါးကိုကုညီတတ်တဲ့စိတ်ဆန္ဒလေးတွေရှိတယ်။အားနည်းတဲ့သူတွေဘက်ကယက်တီတတ်တဲ့သူလေးလည်းဖြစ်တယ်ပေါ့နော်။ဖိုက်စီရာသီကွန်လေးတွေကနူးညံ့တယ်ပြောကြတော့ညံရည်ထက်မြက်ကြတဲ့သူတွေပါ။ဇွဲတက်တီကောင်းတဲ့အမျှော်မြင်ရှိရယ်ဖြစ်မနေကြီးပွားအောင်လှုပ်ဆန်တတ်တဲ့စိတ်လည်းရှိရယ်ပေါ့နော်။စကားပြောဆိုမှုနဲ့စာပေပညာတွေမှာအလွန်ထူးချွန်တဲ့ရာသီကွန်လေးလည်းဖြစ်ပါတယ်။ခေါင်းဆောင်လှုပ်ချင်တဲ့စိတ်မရှိဘဲနဲ့ခေါင်းဆောင်နေရာကိုအလိုလိုရောက်ရှိသွားတတ်တဲ့ရာသီကွန်လေးလည်းဖြစ်ပါတယ်။နေထိုင်အေးဆေးတယ်တယောက်တည်းနေထိုင်လို့စိတ်ရှိရယ်ဒါပေမဲ့တစ်ခါလေကြလို့ရှိရင်တော့ကိုယ်နဲ့စိတ်တူကိုယ်တူပေါင်းဖော်လို့ရတဲ့တငယ်ချင်းကိုတော့သူကလိုလားတတ်ကြတယ်ပေါ့နော်။မေရာသီပွားလေးတွေကဘာသာရေးကိုလည်းပြပြထန်ထန်လုပ်တတ်ကြတဲ့ရာသီကွန်လေးလည်းဖြစ်ပါတယ်။ပုံနှန်းစင်လာဒလေးရိုးရာတွေကိုလည်းလိုက်နာနေထိုင်တတ်တဲ့သူလေးလည်းဖြစ်ပါတယ်။သူကသစ္စာရှိတဲ့ရာသီကွန်လေးတွေပါစိတ်လဲစိတ်ဆိုးခဲ့တယ်ပေါ့ဒါပေမဲ့စိတ်ဆိုးမိပြီဆိုလို့ရှိရင်လည်းအဲ့ဒီလူပေါ်မှာအညို့အတေးကြီးပါတယ်အစားအသောက်ကျူးတယ်သူကဩဇာကောင်းတယ်သူများပေါ်ကိုလည်းအုပ်ချုပ်လို့စိတ်ရှိတယ်ပေါ်အောင်မြင်အောင်အမြဲတမ်းစူးစမ်းနေတတ်တဲ့ရာသီကွန်လေးလည်းဖြစ်ပါတယ်။ကိုယ်စားကိုယုံကြည်ပြီးတော့မှစူးစမ်းသွားမယ်ဆိုလို့ရှိရင်ထိတ်ဆုံးကရရှိတယ်အထူးသဖြင့်ရက်ဝေးမြေချနိုင်ငံရက်ချမှာအကျိုးပေးတယ်ပေါ့နော်။မေရာသီပွားတွေကချစ်မိပြီဆိုလို့ရှိရင်လည်းသူများနဲ့မတူဘူးပေါ့နော်။မုန်းမိပြီဆိုလို့ရှိရင်လည်းတော့မကြည့်တတ်တဲ့လူစားမျိုးတွေဖြစ်ပါတယ်။အချစ်ရေးမှာအလွန်စိတ်ကူးရင်တတ်တဲ့ရာသီကွန်လေးလည်းဖြစ်ပြန်တယ်။ဒါပေမဲ့မထုံတတ်တဲ့သမားတွေပါ။အချစ်ကိုဖွင့်ပြောဖို့အရန်ခတ်တဲ့ရာသီကွန်လေးလည်းဖြစ်ပါတယ်။အချစ်ရေးမှာလည်းချစ်သူကိုဦးစားပေးတယ်လို့ကိုကအတ္တကြီးမိနေတတ်ကြတယ်ပေါ့နော်။အိမ်အောင်ပြုမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ချစ်သူရေးစားကအထင်လွဲမှုကိုခံရပြီးတော့မှညားသွားတတ်တဲ့ရာသီကွန်လေးလည်းဖြစ်ပါတယ်။အချစ်ရေးမှာစမ်းကောင်းတယ်စမ်းလွန်ပွင့်တဲ့ရာသီကွန်လေးလည်းဖြစ်တယ်။ပြီးရင်အိမ်အောင်ကျသွားပြီဆိုလို့ရှိရင်လည်းဒုတိယလူပေါ်လာတတ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒါကတော့ဂျားလူစကားတွေသွေးခွဲစကားတွေအားရမိရဲ့သွေးထိုးမြောက်ပင်ပေးတဲ့သူတွေရှိရဆိုလို့ရှိရင်တော့ပေါ်လာမှာပါ။အဲ့ဒီသွေးထိုးမြောက်ပင်ပေးတဲ့နားမရအောင်နဲ့ကိုယ့်အိမ်အောင်ရေးမှာပဲအဓိက focus ထားမယ်ဆိုလို့ရှိရင်တော့ဒါကတစ်ဆက်တည်းနဲ့အိမ်အောင်တစ်ဆက်တည်းနဲ့မြဲသွားတတ်တဲ့ရာသီကွန်လေးလည်းဒူးကောင်းတယ်ပြောကြအိမ်အောင်ကြပြီးမှကြီးပွားချမ်းသာတတ်တဲ့ရာသီကွန်လေးလည်းဖြစ်ပါတယ်ကိုကသဝင်တိုခြင်းနဲ့စီကန်တင်ချက်တေးလျှော့ပေးမယ်ဆိုလို့ရှိရင်တော့ဒါအခြေရေးမှာကံကောင်းတဲ့ရာသီကွန်လေးဖြစ်မှာပါအိမ်တော်ပြုတဲ့အခါမှာမေထုံရာသီပွားကံရာသီပွားဓနုရာသီပွားများကိုရှောင်ပါပိဋကရာသီပွားအတူရာသီပွားမိတ္တရာသီပွားဗိဇ္ဇာရာသီပွားတို့နဲ့အထူးလိုက်ပဲသင်ရောပါတယ်အမှဒီနေ့ဖတ်ပြသွားတော့ဖိုက်စီမိန်ရာသီပွားလေးတွေရဲ့ဇယိုက်တဘာဝတွေဖြစ်ပါတယ်။နောက်ရာသီကွန်လေးတွေရဲ့ဇယိုက်တဘာဝတွေတခြားအကြောင်းအရာလေးတွေလည်းဖတ်ပြပေးသွားမှာဖြစ်လို့အမောက်ကို like and share follow လေးလုပ်သွားပြီးလို့ရပါတယ်ရှင်။